ဒီလိုမျိုးကျုပ်ကိုဒီလိုမျိုးဘူးထဲမှာအလုံး20တီတီထည့်ထားမယ်ဆိုရင်မိတ်ဆွေတို့ရှုပ်မလားမယုံဆိုကျွန်တော်လက်တွေ့ပြဖွင့်လာနိုးဘူးပုံစံလိုပဲဟုတ်ကဲထဲမယ်နော်ဘယ်လိုကြီးလဲ A few moments later တော့ဒီထဲမှာပေါ့နော်ကျုပ်ကအနှစ်ကောအကောခောက်ပြီးသားကျုပ်ပေါ့နော်အလုံး20သားရှိတယ်ဆိုတော့ဒီလိုမျိုးဘူးတွေကပေါ့နော်ဟိုနည်းနည်းစားလို့မရဘူးပေါ့နော်ဘတ်ဂျက်နဲ့စားလို့မရဘူးဘာဖြစ်လို့လဲဆိုတော့ဒီကောင်ကဟိုဖောက်ပြီးွားရင်2ရက်အတွင်းစားရတယ်ပေါ့နော်မဟုတ်ရင်တော့အကုန်ပုတ်ပြီးပြစ်လိုက်ရတယ်ပေါ့နော်ဘာမှသုံးစားလို့မရတော့ဘူးပေါ့ဆိုတော့ဒါကိုဘယ်လိုနေရာတွေမှာသုံးလဲဆိုတော့အဲ့လိုမျိုးဟိုပူတင်းလုပ်တဲ့နေရာတွေကိမ်းမုံလုပ်တဲ့နေရာတွေတခြားသောလိုမျိုးကျုပ်ကိုလူတဲ့နေရာတွေမှာသုံးတယ်ပေါ့နော်ကျွန်တော်ဒါကနောက်တစ်ဘူးရှိရပေါ့နော်နောက်တစ်ဘူးကကျတော့အနှစ်ကြီးပဲပါတာပေါ့နော်ဒါကကျတော့အနှစ်နဲ့အကောင်ရောထားတဲ့ပုံစံမျိုးပေါ့နော်မှွေပြီး mix လုပ်ထားတဲ့ပုံစံအနှစ်ကြီးပဲဟာကျတော့ကျွန်တော်ယူလိုက်ပါတယ်ဘာလို့လဲဆိုတော့ကျင်ဆော့ရလေ protein need protein ဟုတ်တယ်မလားလုံးဝ organic protein လုံးဝဒီဟာကမြန်မာနိုင်ငံကလွဲရင်အကုန်နိုင်ငံရပါတယ်ဘာလို့လဲဆိုတော့မြန်မာနိုင်ငံကမီးလဲခဏပြတ်တယ်ပြီးွားရင်ကျုပ်ဘူးကတစ်လုံးကျွန်တော်လာတဲ့ချိန်မှာ800လောက်ပေါ့900လောက်ရှိနေပြီအခုဆိုဘယ်လောက်ရှိပြီလဲလို့ကျွန်တော်လည်းမသိတော့ဆိုတော့ကိုက်မှာမဟုတ်ဘူးပေါ့နော်ပြီးွားရင်ဒီကောင်ကဘတ်ဂျက်လည်းစားလို့ရတာမဟုတ်ဘူးတခါတည်းတန်းစားရမယ့်ဟာပေါ့နော်တန်းမစားရင်ပြတ်တဲ့ပုံစံမျိုးမှရှိတယ်ပေါ့နော်ဒီပုံစံတွေကဆိုတော့ဒီနေ့ပူတင်းလုံးမှာဆိုတော့တခါတည်းတန်းလုံးလိုက်တော့ပြီးပြီ